မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော် PC ပဲဖြစ်ဖြစ်ပေါ့နော် PC ပဲဖြစ်ဖြစ်ကျွန်တော် desktop ပဲဖြစ်ဖြစ်ကျွန်တော်စက်တွေလေးလာတော့ performance ကျတာတော့ကျွန်တော်ကြုံဦးကြမယ်လို့တော့ထင်ပါတယ်တကယ်ချင်းငါးဆက်တော့လေးနေတယ်ဘယ်လိုလုပ်ရမလဲကွာအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့တရားလေးတွေလုပ်ကြည့်ပါဆက်ကတွတ်သွားမယ်လို့ပြောရပါတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံး window key ရဲ့ R ရဲ့နေလာမယ်ကျွန်တော် tab file ပေါ့နော် temporary အဲ့ဒါခေါ်လိုက်မယ်ကျွန်တော်ကျင်းမှာအဲ့ဒီပေါ့နော်စစ်တလီရေးနေလာမယ်အဲ့ဆိုလို့ရှိရင်ကျွန်တော် screen နဲ့ကြော်နော် tab file ပြီးလို့ရှိရင်ကျွန်တော်တန်ရအောင်နော်ကျွန်တော် person လေးထည့်လိုက်မယ်တန်ရရှင်းပါမယ် person လေးထည့်လိုက်နေလာမယ်ကျွန်တော်ဒီမှာလည်းအများကြီးပေါ့နော်ကျွန်တော် control A နဲ့နှိပ်လိုက်မယ်ဒီ schedule နဲ့နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့စီမှာကျွန်တော် story ပါနေကျွန်တော်ပြည့်နေတာမြင်မှာပေါ့ဗျာတချို့ဒီ drive C မှာပေါ့နော် drive C မှာဆိုလို့ရှိရင်ကျွန်တော် story ပြည့်နေတာတော့ကြုံမှုကြမယ်ထင်ပါတယ်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင် Windows C partition ဘက်မှာပေါ့နော်ဟို story တွေပြည့်နေတာပါတချို့ဆိုလို့ရှိရင်ဒီမှာနေရဲပြီးတော့ပေါ့နော်ကြုံမှုကြမယ်ထင်ပါတယ်ခုနလုပ်သလိုလုပ်ပြတဲ့နေလမ်းမျိုးကျွန်တော်တို့ကြည့်ပေါ့နော်လုပ်ကြည့်ပါနောက်တစ်ခုကျွန်တော် prefab ပေါ့နော်ဒီမှာလည်းအများကြီးပဲပေါ့နော်ဒီမှာလည်းအများကြီးပဲကျွန်တော် control A shift ဆိုမှမရှိတော့ဘူးနော်ဒါလေးကျွန်တော်ပြီးလို့ရှိရင်ကျွန်တော် save partition လေးကိုကျွန်တော် performance နှိမ့်နေတာဆိုတော့ save partition လေးကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်နော် save partition လေးကို right click ခေါက်မယ်ကျွန်တော် property ရဲ့သွားလိုက်မယ်ဒါဆိုလို့ရှိရင်တော့ဒီလို box ကလေးနဲ့ကြာလာပြီပေါ့နော်ကျွန်တော်အဲ့မှာ2ထဲမှာကျွန်တော် optimize ဆိုတာလေးရှိတာ optimize ဆိုတာကြီးကြာတော့သူ file အဖြစ်တွေပြန်စီပေးတာပေါ့နော် file ဖြစ်တွေပါရှိလို့ရှိရင်တော့သူပြန်ပြင်ပေးတယ်ဒါကြောင့်ဒီလို SSD ကိုက zip partition မှာ SSD ဆိုလို့ရှိရင်တော့ကျွန်တော်တို့ optimize လုပ်ပေးတာအကောင်းဆုံးပေါ့နော်ဒါဆိုရင် performance တွေမြင်သွားပြီပေါ့နော်ဒါကတော့ကျွန်တော် GUI လေးနဲ့ပြပေးတာဖြစ်ပါတယ်ကျွန်တော် event viewer လေးမှာလည်း event viewer လေးမှာလည်းကျွန်တော်တို့အဲ့ဒီနေ့စဉ်လုပ်တဲ့ file လေးရှိတာပေါ့နော်အဲ့ဒါလေးကျွန်တော်ဖြတ်ပေးဖို့လိုတယ်သူ run နေရတော့ဗျာ application ဆို application security ဆို security tool တွေနောက် setup ဆိုလို့ရှိရင်ကျွန်တော် setup လုပ်ထားတဲ့ file တွေပြီးရင် system လုပ်ထားတဲ့ file တွေဒါဆိုရင်ကျွန်တော် warning ပြခံထားရတယ်ပေါ့နော်ဒီမှာဒါဆိုရင် error ဒါ combo error မသိဒါ setup ဟောပြတာပေါ့နော်ဒီနေ့ security မှာရနော် security ပြီးရင် application ဆိုလဲကျွန်တော် error ပြ application ဆိုတာလေးကို right click ထောက်မယ်ပြီးကျွန်တော် clear နော် clear လုပ်မယ်ဆိုမရှိတော့ဘူးနော်
အဲ့လိုပဲ security ဆိုရင်ကျွန်တော် security ကို clear ခေါက်မယ်ပြင် setup ဆိုရင် setup တွေကို right click ထောက်မယ်ကျွန်တော် clear လုပ်မယ်နောက် system ဆိုလို့ရှိရင် system ကိုကျွန်တော်တို့ right click ခေါက်မယ် clear လုပ်မယ်for event တွေမှာတော့မရှိဘူးပေါ့နော်ဒီနည်းလေးနဲ့ဆိုလို့ရှိရင်မိတ်ဆွေက story ပြည့်နေမယ်ဆိုလို့ရှိရင် story ပေါ့နော်ကျော်ပါပြီနော် story ဟုတ်ကဲ့ဒါကတော့ကြည်ရွာနဲ့ပြပြီးတာဖြစ်ပါတယ်ကျွန်တော်လေးကိုအစဆုံးကြည့်ပြီးတဲ့တူတယောက်ချင်းစီတိုင်းကိုသူ့ပြင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်